ငါအလုပ်လိုက်ရှာအလုပ်ငါ့ကိုအလုပ်တစ်ခုပေးတယ်မင်းလုပ်မလားဘာလုပ်လို့ရန်ကုန်တလိษံဥယျာဉ်မှာလုပ်ရမှာဟာဘာလုပ်မကောင်းတစ်လားကို1000ခွဲလောက်ရဟိကောင်1000နဲ့ရငါလုပ်တယ်သူတို့အမေအချိန်ပိုင်းပဲတနေ့ကုန်သွားပြီးထိုင်ဆောင်နေစရာမလိုဘူးဘာလုပ်ရမလဲရန်ကုန်တလိษံဥယျာဉ်မှာငွေပွဲကိုနှုတ်တက်ရမယ်မူလီပြပါသွားတော့မင်းရောပေးမလားဟုတ်လေသူအချိန်ပိုင်းလေးပဲမင်းအဲ့လိုဆိုရင်မင်းလုပ်မလားဘာလို့အေယာဝတီကန်းနားမှာဟာရေလိုက်မှာကျွမ်းတယ်ရေချက်ပြီးရေလိုက်မှာလေအေယာဝတီဟာကျွမ်းတယ်ဒီမှာခါတော့လှိုင်းနေထားသေးလားလေတိုက်တော့လှိုင်းနေလှိုင်းနေထားရေပဲလှိုင်းထားပါဘာလို့အဲ့လှိုင်းနေထနေတဲ့လှိုင်းတွေကိုညီသွားအောင်မင်းရေပေါ်တက်ရမယ်တဲ့သွားလို့သွားရမလားရေပေါ်ထိုးလို့မူဝဲလွတ်လိုက်လို့ရမလားသေပါဘောဟာသူအလုပ်လုပ်ချင်မလားလို့ပြေးတော့လုပ်ချင်လို့ပြောတာဗောဒါပြင်မင်းကုမ္ပဏီမှာရှိတယ်ကုမ္ပဏီအေးငါမလုပ်တတ်လို့မလုပ်ရတာဘာတော့သူတို့ကကုမ္ပဏီမှာမင်းဒီပြင်ဘာမှမလုပ်ကားမောင်းတိုင်ရဟာဟေ့ကောင်ငါမဲကားမောင်းအမတန်ကျွမ်းနေကောင်လိုင်စင်ရှိတယ်ဟာလိုင်စင်အညိုနော်အနက်ပါအမှုရှယ်လိုင်စင်ကအညိုအော်ဒီလိုပေးတာအညိုဟိုးဟုတ်သားပဲမင်းကားမောင်းတတ်တာပဲအမတန်ကျွမ်းနေဟာမင်းကုမ္ပဏီမှာမထင်မဲ့မြင်လေးလည်းမောင်းတတ်ပါတယ်မင်းဟလာဒီဘက်ကဟမ်းမုန်းတယ်ဒီလိုဟာဒါကျွမ်းနေအကျွမ်းလားဟာဘူဒီလေးတက်ပြီဟာဒါဒီလိုလေးဒီကုမ္ပဏီမှာလုပ်ရမှာကားမောင်းတိုင်ရကုမ္ပဏီမှာအေးလာကတော့မပေးဘူးလေလာကမပေးတော့ကိုစတိုးကိုမျိုးချနေရမှာလားကဲဟုတ်ဘူးလေကားမောင်းတိုင်ရပြီကားပေါ်မှာတင်တဲ့ပစ္စည်းကိုကုမ္ပဏီကတက်ဝက်စားမောင်းနဲ့မင်းကတက်ဝက်စားဟာသူများတွေရှောက်မပြောစေနဲ့ဘယ်ကုမ္ပဏီမှမရှိဘူးမောင်းနဲ့ငါတက်ဝက်ကုမ္ပဏီကတက်ဝက်ကားပေါ်မှာတင်တဲ့ပစ္စည်းကိုကုမ္ပဏီကတက်ဝက်စားမောင်းနဲ့မင်းကတက်ဝက်စားမောင်းရမယ်ကားချီကားမောင်းရမယ်ကားချီကားခါကြဘူးဟုတ်မင်းစိတ်မစိုးနဲ့မန်နေဂျာဒါရိုက်တာပြောလိုက်သေးတယ်မင်းလိုသလောက်ညှိပေးမယ်တဲ့အမလေးဗျာဒီကားကိုမောင်းတာငါညှိစရာလိုသလားဟိုတကယ်ပြောတာမင်းခိုးထုတ်လို့လည်း तू မဖမ်းဘူးလေဟဲ့ကောင်ဒါရင်ငါခိုးထုတ်ရမလားဩမင်းကလည်းငါကုသငရင်မျိုးမြဲစားအောင်လုပ်ပေးတာတော်ပါတော့သားမဟိအောင်မစိတ်ညင်လုံးကကြည့်လို့အလုတ်ကရှာလို့မလွယ်ဘူးအလုတ်ကရှာလို့မရရင်လည်းဒါမထူးကွာဒီမှာလမ်းမှာပဲဟဲ့ကောင်အော်မယ်ကွာအော်မယ်အရှောက်လို့မင်းပြတ်တာတက်ဘူးမတက်ပါဘူးကွာအော်မယ်ဒီမှာငါကလေအလုတ်ဟူသမျှမင်းကဂုံရှိစွာငါအလုတ်လိုချင်နဲ့မင်းပေးပါဒါပဲဟုတ်ဟုတ်ပြီတန်ရမတော့အလုတ်ဟူသမျှဂုံရှိစွာအလုတ်ဟူသမျှဂုံရှိစွာအလုတ်လိုချင်နဲ့ပေးပါအလုတ်လိုချင်နဲ့ပေးပါကြိုက်ပြီဟေးကြိုက်ပြီကြိုက်ပေးပါဘာပေးရမှာလဲဟာဟုတ်ကြိုက်ပြီဆိုလို့ပါကျွန်တော်တို့အလုတ်လို့ကြိုက်ပြီဆိုတာကအခုခေတ်ယောက်ျားလေးတွေကပေါ့စားတယ်လက်မဲ့တွေကများတယ်လေအခုကရှင်တို့ကိုယ်တိုင်ကအလုတ်လိုချင်တယ်အလုတ်ပေးပါဆိုတော့ရှင်တို့ရဲ့စိတ်ဓာတ်ကိုကြိုက်ပြီလို့ပြောတာဩဒီလိုကျွန်တော်တို့အမလှုပ်เสียပေးမယ်ပေါ့ပေးမှာပေါ့ဩအလုတ်ပေးမယ်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 ဟုတ်တယ်အလုတ်ကျွန်တော်တို့ဘာလုပ်ရမလဲဘာလုပ်လင်းအငှားရာလင်းငှားမဟုတ်အိုးခွဲပကံနေတာငှားတယ်ကြလင်းငှားတာတခါမှကြားဘူးဟောဟေးကောင်ဘယ်ကုမ္ပဏီကဖက်ဆက်ပွင့်လိုက်တာတော့တီးဟောခုနကလိုတဝက်စားကုမ္ပဏီတော့ဘူးဒီမှာကျမပြောပြမယ်ကျမတို့မှာကညီမ2ယောက်ရှိညီမ2ယောက်ရှိကျမတို့ညီမ2ယောက်ကတယောက်ကအိမ်အောင်ပြုတ်မှဖြစ်မှာဟုတ်အဲ့တော့ညီမလေးကလည်းအိမ်အောင်မပြုတ်ကျင်သေးဘူးကျမလည်းအိမ်အောင်မပြုတ်ကျင်သေးဘူးအဲ့ဒါရှင်းတော့ကျမတို့ကိုအဲ့ဒီလင်ငှားလေးကိုကူညီပေးပါဩရတယ်လို့လင်ငှားပြီးသေးဆောင်ပေးရမှာအဲ့ဒီလိုအိမ်အောင်ပြုတ်လိုက်တော့ဆောင်ပြီးအိမ်အောင်ပြုတ်လိုက်တော့မှကျမတို့ကရတင်ရတိုက်တဲ့အမွေတွေကိုရမှာဩအတော်စီရဟန်ဆောင်လင်မယားဟန်ဆောင်လင်မယားဟုတ်ပြီကျွန်တော်တို့အလုပ်ကိုလုပ်ရမှာကကျွန်တော်တို့ကငွေကြီးကြာဒီမှာဟိုတင်ရှင်းတော့ကိုကျမကလက်ကနဲ့မရှင်းဘူးလက်ကနဲ့မဘူးအပိုက်ရင်နဲ့ရှင်းမယ်အပိုက်ရင်ဘာလဲအပိုက်ဩရက်တပတ်ကို9000နှုန်းနဲ့ရှင်းပေးမယ်တပတ်ကိုကျွန်တော်တို့9000မဆိုးဘူးနော်တပတ်ကို9000အဲ့တော့အမကျွန်တော်တို့လောက်ရမှာတပတ်ထဲလားဟုတ်တယ်ဟိုအိမ်မှာညီမလေးကရှိသေးတယ်ညီမလေးဟောဒါဆို2ပတ်ပေါ့2ပတ်ဘာလျှောက်ပြောနေလဲ2ပတ်ဆိုတော့1000မောင်နေပါအောင်ဟိုညီမလေးနဲ့တိုင်ပင်ဖို့ပြောတာတိုင်ပင်ဟုတ်ဒီကြားထဲမှာမန္တလေးကအတော်ရောက်လာခဲ့အတော်ပါဆို3ပတ်3ပတ်3ပတ်ဟောဟိုဒီ3ပတ်တွေ4ပတ်တွေထားစမ်းပါဘယ်လောက်ဖြစ်မှာဆိုတော့ကျမလည်းမပြောတတ်သေးဘူးအချိန်တွက်တာဒါပေမဲ့အလောက်ခက်မှာတယောက်တည်းပဲနော်မဟုတ်နည်းဟုတ်ဒီ
ဒီနှကန်းဝင်းလေးကိုပဲကတ်မှာ နှကန်းဝင် ကျွန်တော်တို့ နှစ်ယောက်တကယ်ချင်းနှစ်ယောက် ဟာနှစ်ယောက်စလုံးတော့ကျမတာဝန်မယူနိုင်ဘူးရှင်ဟိုလူပိုလည်းကျမမကြွေးထားနိုင်ဘူး ဟောအဲ့အတွက်မပူပါနဲ့ဟိုကျွန်တော်ကျမ်းမာရေးမကောင်းလို့ တင်ကောင်း ထမင်းမစားပါဘူးကျွန်တော်စံပြုတ်ကလေးပဲပြုတ်တော့တာပါ စံပြုတ် ဟုတ်ကဲ့ စံပြုတ်ကိုဘယ်လောက်ပြုတ်သွားမှာလဲတခါ အများကြီးမဟုတ်ပါဘူးတစ်ခါပြုတ်မှ၄တင်းပါ ဖယားဟုတ်တောက်တော့ဘယ်စွန်းနဲ့တောက်မှာလဲ ရေစုပ်ဆိုင်နဲ့မှုတ်သွင်းတာ ဖယားရေ ဒီစားပါမင်းအေးစရာနေပါ မဖြစ်ပါဘူး မင်းတော့လိုက် မဖြစ်ဘူးအဲ့ဒါလေးကျမတာဝန်မယူနိုင်ဘူးကျမလိုချင်တယောက်တည်းပဲနော်ရှင်လောက်လိုချင်နေဆိုရင်ကျမနောက်ကိုလိုက်ခဲ့ ဟုတ်ကဲ့ဒီလား အမှန်ပဲလေ သွားလာရရဲ့ အဲ ဝယ်ပါယူပါနှစ်ချက်ခွဲ မလီမင်းအလုပ် ငါလိုက်သွားမယ်မင်းဒီမှာခနေခဲ့ အဒီမှာနေလို့မင်းပြက်တာတူမလား မတက်ပါဘူးမင်းကလည်းငါသူ့နောက်ကိုလိုက်သွားပြီးသူတို့ရင်လိုက်သွားမယ်လေအချိန်လေးကသွားကြည့်မယ်လေမင်းဒီမှာနေတာမဟုတ်ရင်ဟိုအကျော်ဆိုင်မှာအကျော်ဆိုင်နဲ့မင်းစောင့် အကျော်ဆိုင် အချိန်လေးက မင်းဆရာနေပါထုတ်လာခဲ့ အေးပါငါတခါစီရန် ကျော်ဆိုင်ရှင်းရ ငါပြီးတော့ငါလာမှရှင်းမယ် အေးဟုတ်ပြီနော် မင်းအဲ့မှာ အေးတကယ်ရေးဟာတကယ်ရင်းရောက်အလုံးထွက်ရှာတာဟမ်